အခုလက်ရှိလုံနေရတဲ့အလုံးမှာအရန်စိတ်ညစ်နေတဲ့သူတွေရှိလားအခုလက်ရှိအလုပ်ကနေရုံထွက်ခြင်းတဲ့သူတွေရောရှိလားโอเคကိုလက်ရှိအလုပ်ကနေရုံထွက်ခြင်းတဲ့သူတွေဆိုရင်တော့ကိုပြန်မရမယ့်မိကုံတစ်ခုပဲရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုတကယ်ဘာလုပ်ချင်လဲဆိုတာပါကိုတကယ်ဘာလုပ်ချင်လဲဆိုတာမသိဘဲနဲ့တော့ကိုရဲ့လက်ရှိအလုပ်ကနေဘယ်နည်းနဲ့မှရုံထွက်နိုင်မှာမဟုတ်ပါဘူးကျွန်တော်ပြောရပါတယ်โอเคကိုတကယ်ဘာလုပ်ချင်လဲဆိုတာကိုပြန်မေးကြည့်ပါကိုတကယ်ဘာလုပ်ချင်တာလဲဆိုတာသိကိုရဲ့လက်ရှိကိုမလုပ်ချင်တဲ့အလုပ်ကနေကိုတကယ်လုပ်ချင်တဲ့အလုပ်ကိုရအောင်သွားဖို့အတွက်နီလန်း၃ခုပဲရှိပါတယ်နံပါတ်1လိုအပ်တဲ့ skill တွေအရင်ဖြည့်မယ်ဘယ်လိုလဲဆိုရင်ဥပမာကိုက content creator တယောက်ဖြစ်ချင်တယ်ဆိုတော့ဒါဆိုရင်ကိုရဲ့လက်ရှိအလုပ်ဒါပါတော့ကိုကမနက်၈နာရီခွဲလုံးဝင်တယ်ညနေ OD 2နာရီဆိုလို့ရှိရင်ကိုရဲ့အဆောင်ကိုနောက်ဆုံး၈နာရီခွဲလောက်ဆိုရင်ပြန်ရောက်ပါပြီဆို၈နာရီခွဲသမီးစရေမို့ကိုရဲ့တကိုယ်ရေးဝေယဝိဆတွေလုပ်ပြီးသွားပြီဆိုတာနဲ့ကိုကဖြစ်ချင်တာ content creator တယောက်ဆိုလို့ရှိရင် content creator တယောက်ဖြစ်ဖို့အတွက်ကိုမှဘယ်လို skill တွေရှိဖို့လိုတယ်တရားတခုကတော့ content တွေဘယ်လိုဖန်တီးရမလဲဆိုတာနဲ့ပတ်သက်ပြီးကိုအရင်ဆုံးလေ့လာမှာဖြစ်နံပါတ်1ဘယ်လို skill တွေဖြစ်ရမလဲဆိုတာသိပြီးဆိုရင်နံပါတ်2လောက်ရမယ့်ချက်ကအဲ့ဒီ skill တွေဖြစ်ဖို့အတွက်ကိုရဲ့နေ့စဉ်ဘဝကိုဘယ်လိုဖြတ်သန်းသွားမလဲဆိုတာပါစောစောကျွန်တော်ပြောသလိုပဲကိုက content creator တယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်ကိုရဲ့အားလိုက်ချိန်တွေမှာကိုအချိန်ဘယ်လောက်ပေးမလဲတစ်နာရီလားနာရီဝက်လား45မိနစ်လားကိုအတွက်အချိန်ပေးတဲ့အချိန်တယောက်တော့မတူပါဘူးတချို့ကအချိန်နည်းနည်းပဲရတယ်တချို့ကျတော့အချိန်အများကြီးပေးနိုင်တယ်ဒါကကိုအချိန်ပေးတဲ့အချိန်ပေးလို့ရပါတယ်โอเคဘယ်လို skill ဖြစ်ရမလဲဆိုတာသိပြီအဲ့ဒီ skill ဖြစ်ဖို့အတွက်ကိုရဲ့နေ့စဉ်ဘဝကိုဘယ်လို discipline ရှိရှိဖြတ်သန်းမလဲဆိုတာသိပြီဆိုရင်နောက်ဆုံးတော့မယ့်အချက်တစ်ချက်ပဲရှိပါတယ်အဲ့ဒါကတော့ action ယူဖို့ပဲဖြစ်ပါတယ် action ယူဆိုတာတကယ်လက်တွေ့လှုပ်ဆောင်မှုဖြစ်ပါတယ်ကျွန်တော်တို့ကလေထဲမှာတိုက်ရင်စောင့်နေလို့တော့ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးအဲ့ဒီတော့ဒီ၃ချက်သာကိုမှပြည့်စုံသွားပြီဆိုလို့ရှိရင်ကိုလက်ရှိမပျော်ရွှင်တဲ့အလုပ်ကနေပြီးတော့ကိုတကယ်ဖြစ်ချင်တဲ့အလုပ်ကိုအမြန်ဆုံးကြောင်းနိုင်မှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ bye bye